အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့လောပါလဲချစ်လို့ပြီးလောပါအစီရုပ်လို့ပြီးလို့ညှိလာချိုးပါတယ်ရှင်ညှိလာချိုးတဲ့နေရာပြပါမယ်ရှင်ဒီမှာကြည့်ပါရှင်ညှိလာတူးနေပါတယ်ရှင်ဒီမှာကြည့်ပါရှင်ချစ်လင်ကြီးညှိလာတူးနေပါတယ်ရှင်ညဆိုရင်လောပါလှီးတယ်ရှင်နေ့ဆိုရင်ညှိလိုက်တူးတယ်ရှင်ကဲညစ်တယ်အော်လာမရင်အိုးပဲဒီနေ့ကတော့စီလဲရုပ်ပြီးတော့အိမ်မှာချက်ပြီးပြုတ်ပြီးတာနဲ့ညှစ်လာတူးတယ်ညကြရင်နှစ်ချမ်းပဲလီးရမယ်ဒီမှာကကျမတို့ရဲ့လောဘချမ်းအဲ့ဒီလောဘချမ်းအဆက်လေးမှာဝါယုံနာမှာညှစ်တူးနေပါတယ် ဒီလိုမျိုးတွေရတော့ ဒီလိုမျိုးလေးမှာစားကောင်းလားဟိုကြီးဝါဆိုအောက်ကရစ်กว่าရောဘယ်နဲ့ဘူးလောက်ရှိတယ်များများကြီးလား မဲဘူး ဝါလေးပြုတ်တဲ့နေရောဒီအပင်လေးတွေလည်းအများကြီးပဲကြည့်ဒီအပင်လေးတွေလည်းအများကြီးပဲဒီလိုမျိုးအဖူးလေးဒီလိုမျိုးအဖူးလေးအများကြီးဒီပင်လေးတွေအများကြီးပဲဒီ channel မှာရုပ်ပါလေ तू ကလေကြီးဝါရင်ရစ်ဝါရောအဲ့လိုမျိုးပပကလေးတွေပဲ तू မှနူးတာညှိချိုးလို့ပြီးပါပြီရှင်အိတ်ပြန်တော့ပါမယ်မလာနေပါပြီအေးအဖူးသားလေးတွေဟိုအနည်းအဲ့ဖူးသားလေးလေးကစကောင်းတယ်ကြီးဝါရင်ရစ်ဝါရော ဘာဘောင်းရတယ် ပြစ်ထိုင်လောက်ဘောင်းကြီးတူးလာတာဒါပဲရတယ်ဒီမှာတိုးတော့ရမှာနော် ဦးလောက်စတယ် ဒီနှစ်ကျတော့ तू ကမြေကြီးကနေတူးယူတာမြေကြီးအောက်မှာ तू ကရှိတာအရင်တော့မသိဘူးဟိုဟာဘယ်လိုလဲဆိုတော့အပေါ်ကိုတက်လာလို့ရှိရင် ဝါပုံစံမျိုးဖြစ်တော့မှအရှည်ကြီးဖြစ်လာတော့မှပချိုးတယ်ဆိုတော့ပပလေး तू ကဒီမှာတော့ဖုန်ကြီးဖြစ်လို့ခေါ်တယ်တချို့တွေကြတော့လေပုံချောင်းဖြစ်လို့ခေါ်တယ်ညနေပြီဟာညက်လောက်နေတော့ဒူးရင်သီးကြတယ်ကြားတယ်ဝါဒူးရင်သီးတလုံးချိုးရလို့ဝိုးနဲလေကြီးပေါ့ဘာလုံးကြီးပဲဒီပင်ပထမဆုံးကျွေရဒီပင်ပထမဆုံးကျွေပါလေဒီပင်ခုမှတစ်လုံးမကျွေသေးတယ်ဒီလောက်ကျွေပါလေရရှိတယ်ခဏကမြစ်တော့သူညှိနေပါလေလောက်ရေမိုးချိုအခုမှပြီးတယ်အခုညှိပြုတ်ထားတယ်စုပြီးလားမသိသွားကြည့်မလားအတူတူသွားကြည့်စို့ညှိပြုတ်ထားပါလေရှင်ညှိပြုတ်လေးကြည့်စို့ညှိပြုတ်ကဦးနဲ့တော့မပြုံးနိုင်ဘူးလေအကြာကြီးပြုံးရမယ်ဆိုတော့ကဦးနဲ့အဆင်ပြေဘူးလေဒီမှာကြည့်စုပြီးစုပြီးအဲ့လိုမျိုးထင်းမီလေးနဲ့ပြုတ်အဆူပြီး